sei so တော့တန်ရှင်းလောက်တယ်ပေါ့နော် sei so တန်ရှင်းလောက်တယ် kyoi 基本は kyoi kyoi တန်ရှင်းစင်ကြယ်တော့ kiyomaru ကတန်ရှင်းတယ် kiyomeru တန်ရှင်းအောင်လုပ်တယ် sei sure sei sure ဒီမှာဆွဲချက်ဆိုရင် search ရှိမယ် kyoi kokoro ဆိုတာကကိလေသာကင်းစင်တဲ့နှလုံးသားပေါ့နော်ပြောမယ်ဆိုရင်တန်ရှင်းကြတော့နှလုံးသားပေါ့နော် kokoro က kiyomaru ဆိုတာကစိတ်နှလုံးတန်ရှင်းစင်ကြယ်တယ် kokoro က kiyomaru စိတ်နှလုံးတန်ရှင်းစင်ကြယ်တယ်တန်ခိတဲ့ရှင်းကို kiyomeru တခိဆိုတာရေတခွန်ပြောတာရေတခွန်ထဲမှာစိတ်တန်ရာတွေကိုစိတ်ရောကိုယ်ပါတန်ရှင်းနေပေါ့နော်ရှင်းကို kiyomeru ရေတခွန်မှာစိတ်ရောကိုယ်ပါတန်ရှင်းနေပြောမယ်ဆိုရေချိုးတခွန်မှာရေချိုးတဲ့ပုံစံမျိုးရေချိုးလိုက်တာဖြစ်တဲ့အတွက်စိတ်ရောကိုယ်ပါလန်းဆန်းသွားတယ်ဆိုတာမျိုးပြောတယ်တခိတဲ့ရှင်းကို kiyomeru ဒုံမို့တော့ sei sho ဆိုလို့ဆိုတာကစာတန်းနေနော်စာတန်းနေအချောတက်ကိုအချောတက်ပြုလုပ်တယ်ပေါ့နော်စာတန်းနေပြုစုပြီးတော့အချောတက်ပြုလုပ်တာကိုပြောတယ်ပေါ့နော်တော့ဘုံတော့ sei sho ဆိုလို့ sei ryo in ryo sui sei ryo in ryo sui ဒါဆိုလို့ရှိရင်အချွေပေါ့နော်ဒါဟိုခန်းကြီးတွေနဲ့ရေးတယ်အဲ့လိုမျိုးအချွေပြောတာဒီအချွေကိုခါတကနနဲ့ရေးမှဆိုရင် juice ဆိုပြီးရှိတယ်ပေါ့နော်အဲ့ဆိုရင် juice ဆိုရင်အချွေပဲဒါကြတော့ခန်းကြီးနဲ့ရေးမှဆိုရင် sei ryo in ryo sui ဆိုရင်အချွေはいそれはsei kaso na back ဟာကန်ချီsei kaso na ဟာကန်ချီဆိုတာကဒီတန်ရှင်းစင်ကြယ်တဲ့လက်ကင်ပေါ်ပါဘောဟာကန်ချီလောကွန်ရှော့ဆိုတာအာယုံ6ပါတန်ရှင်းစင်ကြယ်တယ်လောကွန်ရှော့အာယုံ6ပါတန်ရှင်းစင်ကြယ်တယ်はいあとはハクဆိုတာကတပြန်စီးလဲတယ်သူ့ရဲ့အောင်ရမီကခွန်ရမီကဆိုးဆွဲချက်ဆက်ချက်ရှိမယ်ဟိုခိတဲ့ဂေါမီကိုဟာကုတမျက်စီဖြစ်အမိုက်ရှင်းဒီပေါ့နော်တမျက်စီဖြစ်အမိုက်လဲတယ်ဟဲယာကိုဆိုကြည့်စုလို့ဟဲယာကိုဆိုကြည့်အခန်းကိုတန့်ရှင်းစင်ကြယ်တယ်အခန်းကိုတန့်ရှင်းရလုပ်ပြီပေါ့နော်ဆိုကြည့်ခီကိုခက်ခဲလို့ဖုံတော့ဆက်ကိုဆိုကြည့်ခီဖုံတော့ဆက်ကိုခက်ခဲလို့ဖွင့်တယ်教室を隅まできれいに清掃する。教室を隅まできれいに清掃する。ဒီအခန်းရဲ့တောက်တိုင်း隅ဆိုတာတောက်တိုင်းမှာきれいにတန့်ရှင်းရလုပ်တယ်ပေါ့တန့်ရှင်းရလုပ်အခန်းရဲ့တောက်တိုင်းကိုတန့်ရှင်းရလုပ်တယ်ပါနော်ဘိုးလျောကုတန်ကိုအီဆိုစုဘိုးလျောကုတန်အီဆိုစုဆိုတာကလူစိုးကိုင်းကိုချိန်မှုန်းနေနော်ဘိုးလျောကုတန်ကိုအီဆိုစုလူစိုးကိုင်းကိုချိန်မှုန်းနေပါနော်တိုတိုနော့ဦးပြင်ဆင်နေစီဒီနော်စေးဒီဆွဲချက်က16ချက်ရှိမယ်ဟွန်တာနာကိုきれいに整えるဟွန်တာနာဆိုတာကစာအုပ်စင်ကိုတည်စီထားတယ်ပေါ့နော်တိုတိုနော့တာခေါတာချီတိုတိုနော့တာခေါတာချီဆိုတာမျက်နှာချိုတိုတိုနော့တာကိုခေါတာချီမျက်နှာအချိုးစားကြရတယ်ပေါ့ပြောချင်တာမျက်နှာအချိုးစားကြရဆိုရင်လှပတယ်ပေါ့နော်မျက်နှာအချိုးစားနှာခေါင်းမျက်ခုံးနာဒန်မျက်နှာအချိုးစားကြရတယ်အဲ့လိုမျိုးပြောချင်တယ်ဆိုရင်တိုတိုနော့တာခေါတာချီလို့ပြောတယ်ဟိကိတာရှိနောနာခေါစေရီဆူဟိကိတာရှိဆိုတာကဒီအန်ဂျွဲရဲ့
အတွင်းကိုစေးလီစုလို့လောက်စေးလီစုလို့ဆိုတာကတည်တက်ထားတာပေါ့နော်လိုတဲ့ဟာတွေကိုထားမယ်မလိုတဲ့ဟာတွေကိုဖယ်မယ်ဆိုတဲ့အဲ့ဒါကိုစေးလီစိတ်တုံးလို့ခေါ်တယ်ပေါ့နော်ဟေဟီကီတာရှင်တော့နာကာကိုစေးလီစုလို့ဟေယာနိုအွန်ဒိုကိုချောစေစုလို့ဟေယာနိုအွန်ဒိုချောစေစုလို့ဒီအခန်းရဲ့အပူချိန်ကိုချိန်ညှိတယ်လို့ပြောနေတာနော်အခန်းရဲ့ပူချိန်ကိုချိန်ညှိရဆိုရင်ဟဲ့နော်အွန်ဒိုကိုချောစေဆိုလို့အဲ့မှာစေကိုတုံးဝင်はいあとは横す横れる汚い横すဆိုတာကညစ်ပေစေသည်နော်ဒါဂျီလိုရှိတာလို့ရှိတယ်ပြီး横れるကကြတော့ညစ်ပေသည်汚いကကြတော့ညစ်ပတ်တော့ခေကဆိုတာကကြတော့တည်ဖြတ်တာခေကရဲလူခေကဝရစုခေကရဲလူဆိုတာတည်ပြတ်တာဒါကြတော့ခေကစုကကြတည်ဖြတ်တာခေကရဲလူကကြတော့တည်ဖြတ်တာတည်ပြတ်တာဂျီလိုရှိပါနော်ခေကရဝရရှိညဉ့်ညမ်းယွန်ရှာပွဲကောင်းတာခေကရဝရရှိညဉ့်ညမ်းယွန်ရှာပွဲကောင်းတာတွေ့ခွင့်မရအိုဟဲ့အော်ယောကိုစုဟဲ့အော်ယောကိုစုကအခန်းကိုညစ်ပတ်စေတာယိုကိုလက်တာဖုကိုအာရာဦးညစ်ပတ်နေတယ်အဝိစာကိုညစ်ပတ်နေတဲ့အဝိစာကိုအာရာဦးစီကြောသည်ခိတိုင်နာခိတနိုင်တဲ့ဆိုတာကညစ်ပတ်နေတဲ့လက်အိုဆွီဆိုတာကညဉ့်ညမ်းစေတာအိုဆွီညဉ့်ညမ်းစေတာအိုဇန်စာရတာခါဝါဆိုတာကညစ်ပတ်နေတဲ့မြစ်နော်မြစ်တွင်မှာညစ်ပတ်နေတာမိုက်တရီနဲ့ညစ်ပတ်နေတာဆိုရင်အိုဇန်စာရတာခါဝါလို့ပြောတယ်နာမယေခခေဂါစုဆိုတာကနာမည်ဖြတ်တာတစုံတစ်ယောက်ကကိုယ်နာမည်ဖြတ်တာပေါ့အဲ့ဒီပြောနေမျိုးအခုချီကိုဟာတရိုက်တဲ့ကိုကိုရောခေကာရဲတူဒီမကောင်းမှုတွေလောက်ပြီးတော့စိတ်ညစ်နွမ်းနေတယ်ပေါ့နော်အခုချီကိုဟာတရိုက်တဲ့မကောင်းမှုတွေကိုလောက်ပြီးတော့ကိုကိုရောကခေကာရဲတူမကောင်းမှုတွေလောက်ပြီးတော့စိတ်နှလုံးကညှိညမ်းနေတာပေါ့ခိကုနောမို့ခေကာရဲရာရှိဟာနာရှိအဲ့တော့ယွန်ရှာဝဲကောင်းသောစကားပေါ့နော်ခိကုနောမို့ခေကာရာဝရာရှိဟာနာရှိညဉ့်နှမ်းစရာကောင်းတဲ့စကားတွေပေါ့နော်အဲ့အတော့နီဝခြံဝင်းတေးခွန်ရမီကတေးနီဝနီဟာနာကိုဥရဲရုနီဝနီဟာနာကိုဥရဲခြံတွင်းမှာပန်းပင်တွေကိုစိုက်ပျိုးနေပေါ့နော်အတော့ခိုတေးကကြတော့ကြောင်းဝင်းနီဟွန်တေးဆိုတာကဒီဂျပန်ရိုးရာပန်းကြံပေါ့နော်ဂျပန်ရိုးရာပန်းကြံဂျပန်သူတို့အိမ်ဝင်ထဲမှာဆိုလို့ရှိရင်ပန်းကြံလေးတွေရှိပါနော်ကြောက်တုံးလေးနဲ့လှပလေးတီးတက်လေးစိုက်ပြူရဲဆိုတဲ့အဲ့လိုအိမ်တိုင်းမှာဒီပန်းကြံတေးလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးနော်နီဟွန်တေးဂျပန်ရိုးရာပန်းကြံလို့ပြောတယ်ပေါ့နော်အကာရီခက်တေးကိုကီဇုခုပျော်ရွှင်တဲ့မိသားစုကိုဖန်တီးတယ်နော်အကာရီဆိုတာကလင်းအောင်နော်အလင်းပေါ့နော်အကာရီခက်တေးကိုကီဇုခုပျော်ရွှင်တဲ့မိသားစုပေါ်ကိုဖန်တီးတယ်はいあとはいるတက်ရှိတယ်ပြောいるはရှိတယ်တက်ရှိတယ်ရှိတယ်ပြောတာနော်今日今でテレビを見るအခန်းမှာ TV ကိုကြည့်နေတယ်今でテレビを見るအခန်းမှာ TV ကိုကြည့်နေတာいるぞスカウဆိုတာဆိုရင်အိမ်မှာဘယ်သူမှမရှိအိမ်မှာဘယ်သူမှမရှိဟန်ဆောင်တာいるぞスカウအိမ်မှာဘယ်သူမှမရှိဟန်ဆောင်တာပေါ့နော်居酒屋ဆိုတာကအရက်ဆိုင်ဂျုကျော်ဆိုတာကနေထိုင်ရပေါ့နော်あとはတန်ကျော်するဆိုတာကပြောင်းရွှေ့တာတန်ကျော်するပြောင်းရွှေ့တယ်親と同居するမိဘများနဲ့အတူနေထိုင်တာ親と同居するမိဘများနဲ့အတူနေထိုင်တာ居住地ဆိုတာကနေရာလိပ်စာ居住地နေရာလိပ်စာ